ပလတ်စတစ်အဖုံးတွေကိုနောက်ဆိုဘယ်တော့မှလွှင့်ပြတော့မှမဟုတ်တော့ဘူးနော်သူတို့ကိုဘယ်လိုအကောင်းဆုံးပြန်လည်အသုံးပြုရမလဲဆိုတာကျွန်တော်ပြသပြီးတော့ပါမယ်မတုံးတော့တဲ့အိုးဟောင်းလေးတစ်လုံးထဲကိုဒီအဖုံးအနီရောင်လေးတွေထည့်လိုက်ပါမယ်ပြီးတော့မီးပေါ်တင်ပြီးမီးပင်းဖြစ်နဲ့စူအောင်တင်လိုက်ပါတစ်သားချောင်းပါပါလေးတစ်ခုနဲ့ပလတ်စတစ်တွေကိုမှွေပေးရပါမယ်ဒီအချိန်မှာပဲကြံနေသေးတဲ့အဖုံးတွေကိုထပ်ထည့်လိုက်ပါမယ်နော်ပလတ်စတစ်တွေအကုန်လုံးဝအကြီးပြောသွားတဲ့အထိဆက်ပြီးမှွေပေးနေရပါမယ်ပြီးရင်စီလီနဲ့ယူပြီးပတ်လဲနဲ့ညနေပြင်မှာတုပ်လင်းပေးပါအခုတော့ဒီအကြီးပြောနေတဲ့ပလတ်စတစ်တွေကိုဘူးတစ်လုံးထဲကိုပြောင်းထည့်ပါမယ်နောက်ထပ်အိုးတစ်လုံးကိုအပေါ်ကနေတင်လိုက်ပါမယ်အခုဆိုရင်တစ်သားချောင်းထူထူလေးတစ်ခုနဲ့အောက်ကိုဖိချပေးလိုက်ပါမယ်ပလတ်စတစ်တွေဘေးကနေထွက်လာတဲ့အထိပေါ့နော်ပြီးရင်ဓာတ်လေးတစ်ချောင်းနဲ့ပိုနေတဲ့အရာတွေကိုတိတိကျကျဖယ်ရှားပေးရပါမယ်10မိနစ်လောက်ကြာသွားပြီဆိုတော့ကျွန်တော်တို့ဖန်တီးထားတာလေးကိုတိတိကျကျခွာထုတ်ရအောင်နော်ကြည့်လိုက်ပါအောင်နော်တကယ်ကိုလှပပြီးခိုင်ခန့်တဲ့အိုးတစ်လုံးဖန်တီးနိုင်ခဲ့ပါပြီပြီးတော့အကောင်းဆုံးအချက်ကတော့ဒါတွေအားလုံးကိုပြန်လည်အသုံးပြုထားတဲ့ပစ္စည်းတွေနဲ့လုပ်ထားတာပဲဖြစ်ပါတယ် TV ကြီးဖို့ဆိုတာနိုင်ငံချိတ်လေးတစ်ခုကို TV ထဲထိုးထည့်လိုက်တာနဲ့ဘယ်လိုက်မစိုးပေါ်လာတာကိုတွေ့ရမှာပါဒါဆိုရင်တော့ကျွန်တော်တို့အလူမီနီယမ်ဘူးခွန်တစ်ခုလိုအပ်ပါလိမ့်မယ်အလူမီနီယမ်ဘူးရဲ့အောက်ခြေအဝိုင်းပိုင်းကိုပဲကျွန်တော်တို့အသုံးပြုမှာဖြစ်တဲ့အတွက်အောက်ခြေမှာနဗင်တစ်ခုလုံးကိုဖြတ်ထုတ်ရပါမယ်ပြီးရင်ဘူးခွန်အလဲတဲတဲ့မှာစဝိုင်းပုံစံလေးတစ်ခုဖော်ပေးရပါမယ်အမသားလှုပ်ထားတဲ့နေရာမှာတန်ချောင်းလေးတစ်ခုနဲ့အပေါက်ဖောက်ပေးပါမယ်အဲ့ဒီနောက်မှာတော့ coaxial connector တစ်ခုကိုတက်ဆင်ပါမယ်ကျွန်တော်တို့ရဲ့ internet ကြိုးကိုဒီအပိုင်းမှာထည့်သွင်းရပါမယ်ကျွန်တော်လုပ်ပြနေတဲ့အတိုင်းတိတိကျကျလုပ်မယ်ဆိုရင်တော့ခင်ဗျားတို့ရဲ့ channel တွေကကြီးလင်းပြတ်သားနေမှာကိုကျွန်တော်အားမခံပါတယ်နေရန်ချိတ်ကိုယူပြီး coaxial connector ရဲ့အကြီးဆုံးအပိုင်းထဲကိုထိုးထည့်လိုက်ပါမယ်ကျန်တာကတော့တခါတည်းဖတ်ကို TV နဲ့ချိတ်ဆက်ပြီးစမ်းသပ်ကြည့်ဖို့ပဲကြံပါတော့တယ်မြင်တဲ့အတိုင်းပါပဲ channel တွေကတော်တော်လေးကြီးလင်းပြတ်သားနေလာကိုတွေ့ရပါလိမ့်မယ်ဒီနေ့ကစပြီးစီးကြီးတဲ့ digital internet တွေအတွက်ပိုက်ဆံပို့မကုန်တော့ဘူး